ကဲဒီနေ့ကတော့ customer ရဲ့အိတ်ကုန်ကြပြရင်းနဲ့ပတ်တန်လေးပြပေးမယ်နော်သူကတော့စိန်ကန်းအိတ်လေးပတ်တန်လေးကိုဆက်ပြပေးပါမယ်ရှင်အိတ်လို့ဖို့ဆိုရင်တော့ဒီဆီလီကွန်ကောလို့မယ်ပြီးရင် full face ကောဖို့လုပ်မယ်ပြီးရင်လိုအပ်တဲ့ decision ကိုဒီမှာဒီလိုခိုင်းနေရှင်းပြပေးပါမယ်နော်ကဲသူရဲ့ပတ်တန်ထုတ်တဲ့ပုံစံကအိတ်ကိုဒီလိုမျိုးတစ်ချက်ကြည့်လိုက်သူရဲ့အလဲအမှတ်တွေပါရှိတယ်ဒီကောင်ဆိုရင်သူရဲ့ကြားဆိုဒီကောင်ဒီနားလောက်ဆိုအလဲအမှတ်အိတ်လေးကိုဖွင့်လိုက်ပြီးဆိုဒီအိတ်မှာရှိတဲ့ဒီအမှတ်လေးအကို1 cm or 1.5 လောက်ချပြီးတော့ပေကျိုးလေးနဲ့တိုင်းပြလိုက်နော်ညဒီလိုမျိုးလေး1 cm or 1.5လောက်တိုင်းဒီအလဲအမှတ်လေးတိုင်းပြီးတော့မှတ်ပေးထားနော်မှတ်တိုင်းဒီကိုမှတ်ပြသူဆိုလောက်ရှိနေဒီမှာလည်းနော်သူဆို6ခွဲရှိတယ်6ခွဲဒီနားနေတိုင်းနားနေဒီအလဲအမှတ်ကြီး6ခွဲ6ခွဲလို့ပတ်တန်ထုတ်မယ်နော်ဒီကြောင်လေးအောက်ကျန်ပါတယ်ဆိုအပြီးတော့သူ့ရဲ့ဆန္ဒအိမ်မှာပါတဲ့အမှတ်ကိုမှတ်မယ်နော်တော့6ခွဲရှိတယ်6ခွဲလေးကိုนี่ထောင်ကြပါ6ခွဲလေးထောင်ရှိပြီအမှတ်လေးမှတ်မယ်နော်သူ့ရဲ့အိတ်ကတေးလေးမို့လို့သူ့ရဲ့အကျယ်ကိုအနည်းဆုံးနှစ်လက်မခွဲလိုက်မယ်နှစ်လက်မခွဲနော်တစ်ဖက်ကိုနှစ်လက်မခွဲအိတ်အဟပေါ့နှစ်လက်မယူလဲရတယ်နှစ်လက်မခွဲယူလဲရနော်အနည်းဆုံးကတော့နှစ်လက်မပေါ့အများဆုံးဆိုရင်နှစ်လက်မခွဲသုံးလက်မအိတ်ချင်းကြီးတယ်လို့ဒီအဟကအကျယ်လို့ကျွန်တော်ပြောနော်အဲ့ဆိုဒီမှာဒီအိတ်ကအသေးဖြစ်တဲ့တူနှစ်လက်မခွဲယူလိုက်မယ်တစ်ဖက်ကိုနှစ်လက်မခွဲနောက်တစ်ဖက်ကိုနှစ်လက်မခွဲအဲ့ဆိုဒီလိုမျိုးရနော်ဒီလိုရပါမယ်ဒီကနေဒီကိုဘယ်လောက်တက်မလဲဆိုတော့ဘယ်လောက်မှတက်မယ်ဒီနင်းကြောင်းလေးနဲ့ပုံဘယ်လောက်မှတက်မလဲဟိုဘက်ကို40ဒီဘက်ကို40လက်မဝက်ဒီဘက်ကိုလည်းလက်မဝက်နော်အဲ့ဒီလိုမျိုးရအောင်နော်ဒါပြီးဆိုရင်ဒီအခုလက်မဝက်ထုတ်ထားနေနေဆက်လိုက်ပါမယ်လက်မဝက်ထုတ်ထားနေနေဆက်လိုက်နော်ဆက်လိုက်ပြီးဆိုတော့သူ့ကိုထုတ်စာချမ်းပေးရမယ်ထုတ်စာက2စိတ်စီချမ်းမယ်2စိတ်စီလက်မနဲ့2စိတ်စီနော်လက်မနဲ့2စိတ်စီကိုပတ်တက်ချမ်းမယ်ထုတ်စာသူ့လည်း2စိတ်ဒီပေးကိုလည်း2စိတ်မတိုင်းတော့နော်ကွာကို2စိတ်ကိုတိုင်းပြီးဆိုပြပါကဲနောက်ပြရနော်ဒီမှာနေနော်ဒီကနေဒီရဲ့ဒီနေရာလေးကနေဒီအရှိရကြတော့အိတ်ကိုဒီမှာတိုင်းလိုက်တဲ့အတိုင်းဒီကနေဒီကအိတ်ရဲ့အတိုင်းကြီးထည့်မယ်နော်ထည့်ပြီးသွားရင်သူကအိတ်ရဲ့အဟကိုလက်ကအိတ်ကိုဒီလိုမျိုးထားတဲ့အချိန်မှာဒီလိုအကြီးကြီးကြိုက်လားတိတိလေးကြိုက်လားကိုကြိုက်တဲ့လောက်ကိုယူလို့ရတယ်နော်သူကနှစ်လက်မအနည်းဆုံးဒီမယ်နော်ဒီနေရာမှာကျတော့ဒီအိတ်ကနှစ်လက်မခွဲလိုက်မယ်နော်နှစ်လက်မခွဲလိုက်ပြီယူပြီးသွားရင်သူ့ချုပ်စာကိုပဲ2စိတ်ဒီဘက်ကလည်း2စိတ်လုပ်လိုက်မယ်ပြီးရင်ဒီအောက်ကကျတော့ဒီနေရာလေးကမြှောက်ထည့်မယ့်နေရာလေးနော်ဒီအောက်ကကျတော့4စိတ်ယူမယ်သူက2စိတ်မဟုတ်တော့ဒီဘေးမှာ2စိတ်ဒီအောက်က4စိတ်လိုက်မယ်လက်မ4စိတ်လိုက်မယ်အဲ့ဒါတော့အဲ့ဒါရပါလားနော်အဲ့ဒါရပြီးသွားပြီ